အမေဖြစ်သူကျမ်းမာရေးဆိုးရွားနေရကိုထုတ်ဖော်ပြောလာတဲ့လူလူကောင်းဆောင်ရွက်သားငယ်ခံမေးရက်ဆိုတဲ့သတင်းနဲ့စလိုက်ခြင်းပါတယ်အမေဖြစ်သူကျမ်းမာရေးဆိုးရွားနေရကိုလူလူကောင်းဆောင်ရွက်သားငယ်ခံမေးရက်ကိုထင်လင်းကထုတ်ဖော်ပြောလာပါတယ်လူလူကောင်းဆောင်ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးအခြေအနေဟာအသက်အရွယ်ရရောယောဂအခန့်တွေကြောင့်ပါအလွန်ဆိုးရွားတဲ့အခြေအနေကိုရောက်ရှိနေပြီဖြစ်တယ်လို့တပ်ဖြတ်သူရဲ့ထုတ်ဖော်ပြောဆိုချက်တွေကသတိပေးခေါင်းလောင်းထိုးလိုက်တာဖြစ်ပါတယ်ဒီထုတ်ပေါ်ချက်ဟာတာမန်ကျမ်းမာရေးစိုးရိမ်မှုတစ်ခုတည်းမဟုတ်ပဲစစ်ကောင်စီကနိုင်ငံရေးအရအကျဉ်းချထားတဲ့ခေါင်းဆောင်တအုပ်ကိုပြင်ပလောကနဲ့လုံးဝအဆက်အသွယ်ဖြတ်ပြီးတရင်အမှောင်ချထားတဲ့လုပ်ရက်ကိုကမ္ဘာကသိအောင်ချပြလိုက်တာလည်းဖြစ်ပါတယ်ပြီးခဲ့တဲ့ဧပြီလကဒေါအောင်ဆန်းစုကြည်ကိုနေရကြေကျုပ်ပြောင်းရွှေ့လိုက်ပြီဆိုရဲစစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာနိုင်ငံတကာရဲ့ဖိအားကိုရှော့ချဖို့အတွက်လှုံ့ဆော်ခဲ့တဲ့နိုင်ငံရေးဝါဒဖြန့်မှုတတ်တာဖြစ်တယ်ဆိုတာအခုအခါမှာပိုပြီးထင်ရှားလာပါတယ်အကြောင်းကတော့အဲ့ဒီထုတ်ပြန်ချက်ထွက်ပေါ်လာပြီးလက်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ပေမဲ့ဒေါအောင်ဆန်းစုကြည်ကိုနေရွှေ့လိုက်ပြီဆိုရဲခိုင်လုံတဲ့မြေပြင်တပ်တွေအထောက်အထားတစုံတရာမှမရှိသေးဘူးလို့ဖြစ်ပါတယ်တပ်ဖြစ်သူကမေးရက်စ်ကိုရန်ကလည်းမင်းခင်ဖြစ်သူဟာနေပြည်တော်အကျဉ်းထောင်ရဲ့အလွန်ဆိုးရွားလာတဲ့ပတ်ဝန်းကျင်အောက်မှာပဲဆက်လက်ထိမ့်သိမ်းခံထားရဆဲဖြစ်တယ်လို့ယုံကြည်နေတာဟာစစ်ကော်မရှင်ရဲ့ကောက်ကျစ်မှုကိုမိမောင်းထိုးပြနေတာဖြစ်ပါတယ်ဒီလိုအခြေအနေဆိုးရရှိနေလို့ပဲတပ်ဖြစ်သူအနေနဲ့မင်းခင်ဖြစ်သူနဲ့နှစ်နှစ်ကြော်ကြာဆက်သွယ်ပြတ်တောက်နေတဲ့ကြားကနေမင်းခင်အသက်ရှင်နေသေးတယ်ဆိုရက်အထောက်ထားပြဖို့ Pro Flight Campaign ကိုအားစိတ်လှုံ့ဆော်လာရတာဖြစ်ပါတယ်ဒီ campaign ဟာရပ်ပေါင်း80အထိကြာမြင့်လာခဲ့ပြီဖြစ်ပေမဲ့စစ်ကော်မရှင်ဘက်ကတော့နှုတ်ဆက်နေဆဲဖြစ်လို့ဒေါအောင်ဆန်းစုကြည်ရဲ့လက်ရှိအခြေအနေမှာဘလောက်ထိစိုးရိမ်ရတယ်လဲဆိုတာကိုခံမှန်းရခက်စေပါတယ်တစ်ဖက်မှာလည်းတပ်ဖြစ်သူကမေရက်စ်ဟာမင်းခင်ရဲ့82နှစ်ပြောင်းမွေးနေ့ကိုအကြောင်းပြုပြီး81ကီလိုမီတာစကိတ်စီးပြကနိုင်ငံရဲ့အာရုံစိုက်မှုရရှိအောင်လှုပ်ရှားမှုတွေစက်တိုက်ဖန်တီးနေပါတယ်ဒါဟာမြန်မာနိုင်ငံရဲ့ခေါင်းဆောင်တူရဲ့အသက်အန္တရာယ်ဟာစစ်ကော်မရှင်ရဲ့လက်ခုပ်ထဲရရှိလို့ဖြစ်နေရပေါ်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့ထိရောက်တဲ့ဖိအားတွေပေးလာဖို့အတွက်တွန်းအားပေးနေရလဲဖြစ်ပါတယ်2020ခုနှစ်ဆက်အာဏာသိမ်းမှုစတင်ကြတဲ့ကဖမ်းဆီးခံခဲ့ရတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေဟာအခုအခါမှာတော့အသက်အရွယ်အရရောစစ်ကျင်းထောင်ရဖိနှိပ်မှုတွေကြောင့်ပါအလွန်ဆိုးရွားတဲ့အကြက်တင်နဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်စစ်ကော်မရှင်အနေနဲ့ဒေါအောင်ဆန်းစုကြည်ရဲ့ကျမ်းမာရေးနဲ့အသက်အန္တရာယ်အပေါ်တာဝန်ခံမှုကင်းမဲ့စွာနှုတ်ဆက်နေခြင်းဟာသူတို့ရဲ့တရားမဝင်အာဏာတည်မြဲရဲ့အတွက်လူသားရဲ့စာနာမှုကိုပါလစ်လျူရှုထားတယ်ဆိုတာသက်သေပြနေပါတယ်ဒေါအောင်ဆန်းစုကြည်ရဲ့အခြေအနေမှန်ကိုဖုံးကွယ်ထားတဲ့စစ်ကော်မရှင်ရဲ့လုပ်ရဟာမြန်မာတော်လှန်ရေးနဲ့နိုင်ငံရေးအပြောင်းအလဲအပေါ်တက်ရောက်မှုရှိနိုင်လို့နိုင်ငံတကာကမျက်ခြေမပြတ်စောင့်ကြည့်ရမယ့်ကိစ္စလည်းဖြစ်ပါတယ်ခင်ဗျာ